အားလုံးပဲမင်္ဂလာပါဒီနေ့မျှဝေပေးမယ့်အကြောင်းအရာလေးကတော့အခုလိုမျိုးဖုန်းဘက်ထရီအားဘယ်လောက်ရှိလဲဆိုတာကိုခဏလေးတွေနဲ့ဖော်ပြအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ထုံးစံအတိုင်းပဲ setting တွေကိုသွားပါမယ်အပေါ်လေးကိုအနည်းငယ်ဆွဲတင်ပြီးတော့ဒီ notification and control center ဆိုတဲ့ကိုတစ်ချက်ထပ်ဝင်ပါမယ်ပြီးအပေါ်လေးကိုအနည်းငယ်ထပ်ဆွဲတင်ပါဒီအောက်မှာရှိတဲ့ state bar ဆိုတဲ့ကောင်လေးတွေကိုတစ်ချက်ထပ်ဝင်ပေးလိုက်ပါဒီမှာဆိုလို့ရှိရင် battery indicator ဆိုပြီးတော့ရှိပါတယ်ဒီကောင်လေးကိုတစ်ချက်ထပ်နှိပ်ပေးလိုက်ပါဒီမှာဆိုလို့ရှိရင်ရွေးချက်စရာ၃မျိုးထိသူကပေးထားပါတယ်ဒီအပေါ်ဆုံးကတစ်ခုရွေးချက်ထားမယ်ဆိုလို့ရှိရင်တော့ဒါမြင်ရတဲ့အတိုင်းပဲသူကတခဲပုံစံလေးကိုပဲဖော်ပြမှာဖြစ်ပါတယ်အကယ်၍ဒီအလဲအကောင်လေးရွေးချက်ထားမယ်ဆိုလို့ရှိရင်တော့သူကတခဲပုံစံလေးရဲ့ကဏ္ဍကိုကြတော့အဲ့တခဲပုံစံလေးရဲ့အထက်မှာဒါဖော်ပြတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်ဒီအောက်ဆုံးအကောင်လေးကိုရွေးချက်ထားမယ်ဆိုလို့ရှိရင်တော့သူကဘက်ထရီလဲပါမယ်ဘက်ထရီပုံစံရဲ့ဘေးမှာဒီကဏ္ဍလေးတွေကိုဖော်ပြပေးတာဖြစ်ပါတယ်ဆိုတော့ဒီမျက်လုံးသိပ်မကောင်းတဲ့သူတွေဆိုလို့ရှိရင်တော့ဒီအောက်ဆုံးကကောင်လေးကိုရွေးချက်ထားသင့်ပါတယ်ဆိုတော့ကျွန်တော်အခုပြောပြပေးသွားတဲ့နီလန်တိုင်းလုံးလို့မရဘူးဆိုရင်မိတ်ဆွေတို့ဖုန်းရဲ့ဒီ setting တွေကိုပြန်သွားမယ်သွားပြီးတော့ဒီအပေါ်ဆုံးကဒီ search bar မှာ BATTERY battery INDI CATO ပေါ့နော် indicator battery indicator ဆိုပြီးတော့တစ်ချက်ရရှာလိုက်ပါရရှာလို့ပေါ်လာပြီဆိုလို့ရှိရင်တစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့ခုနကျွန်တော်ပြောသလိုမျိုးလုပ်ကြည့်ပါအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်